Alright guys ကျွန်တော်တော့ Soviet ပါဒီဗီဒီယိုမှာတော့ Wi-Fi ထဲမှာကြမ်းပက်ဘယ်လိုယူရလဲဆိုတော့ပြောပြမှာပါကြမ်းပက်ယူဖို့အတွက်ကြမ်းရှာ6ခုလိုပါတယ်ကြမ်းရှာပင်အမှတ်တွေမှာရှိလဲဆိုတော့ဒီဗီဒီယိုမှာပြောပြပေးသွားမယ်ဆိုတော့ဗီဒီယိုလေးကိုသွားလိုက်အောင်ပထမဆုံးတစ်ခုကဒီနားလေးမှာပါဒီနားလေးမှာပါနောက်တစ်ခုကဒီ3သီးရှိရဲ့ဒီထောက်နားလေးမှာပေါ့နော်ဒီနားလေးမှာပါဒါလေးယူလိုက်မယ်ဆိုရင်နှစ်ခုရပြီနောက်တစ်ခုကဒီ weapon တွေတင်ရောက်တဲ့ဒီညာဘက်တောင်းနာလေးမှာပါဒီနားပါပါအဲဆို3ခုရပြီနောက်တစ်ခုက station မှာပါဒီနားမှာပါဒီဟာလေးကိုဒီလိုမျိုးခုံလိုက်ရပါပြီနောက်တစ်နေရာကဒီ crossroad ရဲ့ဒီနားမှာပါဒီနားလေးမှာဒီဟာလေးကိုဒီတိုင်းလေးပဲခုံလိုက်အဲဆိုရပြီနောက်တစ်နေရာ bridge မှာသူ့နေရာဒီနားလေးမှာနားလေးကိုဒီလိုမျိုးလေးတက်လိုက်အဲဆို6ခုရပြီနောက်တစ်နေရာ honest မှာ honest ရဲ့ဒီနားလေးမှာဒီဟာလေးကိုတွားယူလိုက်မယ်ဆို9ခုရပါပြီနောက်တစ်ခုကတော့မှာအဲ့ဒါကို granite နဲ့တွားမယ်ဒီနားလေးမှာအဲ့လေးယူလိုက်10ခုရပြီနောက်ဆုံးတစ်ခုက construction မှာ construction ဒီနားလေးမှာအဲ့ဒါ granite နဲ့အပေါ်တက်မယ်ဒီနားရပြီဆိုတော့အပေါ်ဆက်တက်အောင်မယ်ပေါ်တက်ပြီခုနကနေရာသွားမယ်အပြင်9ခုရပြီဒီနားလေးမှာရှိပါတယ်ဗီဒီယိုလေးကိုစောင့်ကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုပြန်တွေ့ကြမယ်ဘိုင်ဘိုင်